မှောင်မိုက်ပြီးတိတ်ဆိတ်တဲ့ညတကောင်ရံအချိန်မှာတီဟာတယောက်မြို့စုံကလူမနေတာကြပြီဖြစ်တဲ့စံအိမ်ပြက်ကြီးစီကိုရောက်လာခဲ့ပါတယ်။ဒီအိမ်ကြီးရဲ့မှာတရေ၆တယ်ဆိုတဲ့ကောလာဟာလာတွေကတမျိုးလုံးအနှံ့နမဲကြီးနေတာကြောင့်သူ့အနေနဲ့တကယ်ဟုတ်မဟုတ်တွားရောက်ပြီးစမ်းသပ်ကြည့်ခြင်းခဲ့တာပါ။အိမ်ကြီးရဲ့ခြံဝင်းထဲကိုခြေချလိုက်တာနဲ့တပြိုင်နက်အေးဆက်ဆက်လေပြင်းတစ်ချက်ကဖြတ်တိုက်သွားပြီးကြောချမ်းစရာကောင်းလာပါတယ်။လက်နှိပ်တံမီရဲ့မှိန်ဖြော့ဖြော့အလင်းရောင်နဲ့အိမ်ဟောင်းကြီးရဲ့တကားကိုတွန်းဖွင့်လိုက်တော့ကျွီးဆိုတဲ့ကြက်သိန်းထားစရာအတန်ကြီးကအိမ်ကြီးတစ်ခုလုံးကိုဖုံးလန်းသွားပါတယ်။အိမ်ထဲမှာတော့မှုတ်တက်နေတဲ့အနံ့အသက်တွေနဲ့ဖုန်နေထူထပ်နေပြီးပင့်ကူအိမ်တွေကလည်းနေရာအနှံ့မှာရှုပ်ရှက်ခတ်နေပါတယ်။တီဟာကဧကန်းကိုဖြတ်ပြီးအပေါ်ရက်ကိုတက်သွားတဲ့အခါမှာတော့အခန်းကျယ်ကြီးတစ်ခုထဲမှာအမဲရောင်ပိတ်စာနဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတစ်ခုကိုတွားတွေ့လိုက်ရတယ်။စူးစမ်းချင်စိတ်ကိုမထိန်နိုင်တဲ့တီဟာကအဲ့ဒီပိတ်စာကြီးကိုဆွဲခွာလိုက်တဲ့အခါမှာတော့အလွန်ကိုရှေးကြတဲ့မှန်ပေါင်ကြီးတစ်ခုကိုထိတ်လန့်ပွဲမြင်တွေ့ရပါတယ်။မှန်သားပြင်တွေကလည်းတာမန်မှန်တွေလိုမဟုတ်ဘဲအေးဆက်နေပြီးအခန်းတွင်းကအရိပ်တွေကလည်းပုံမှန်ထက်ပိုပြီးမဲမောင်နေသလိုခံစားရတယ်။ရုတ်တရက်အခန်းထဲမှာရှိတဲ့အပူချိန်ကရေခဲတမျှအေးဆက်သွားပြီးမှန်တဲ့ကသူ့ရဲ့အရိပ်အနောက်မှာမမဲတံကြီးတစ်ခုရက်နေတာကိုသူရှင်းရှင်းလင်းလင်းမြင်လိုက်ရပေမဲ့သူလမ်းဖြန့်ပြီးအနောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှရှိမနေပါဘူး။တီဟဆိုပြီးခေါ်လိုက်တဲ့တီးတိုးတန်တက်တဲ့ကိုနားထဲမှာသူရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ဒါကြောင့်တီဟကအယမ်းကြောက်သွားပြီးသူ့ရဲ့နှလုံးခုန်တန်တွေကလည်းအပြင်ကိုထွက်ကြမတက်မြန်ဆန်လာပြီးတော့အခန်းထဲကထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့သူလှည့်ထွက်လိုက်တဲ့အချိန်မှာတော့အခန်းတကားကြီးကအလိုလိုဒိုင်းနဲ့ပိတ်သွားပြီးအပြင်ကနေတောက်ခတ်လိုက်သလိုလုံးဝဖွင့်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာအခန်းအပြင်ဘက်ဇင်းကြံပေါ်ကနေလေးလံတဲ့ခြေတံကြီးတွေကတလှမ်းချင်းရှောက်လာတာကိုသူစတင်ကြားလိုက်ရပါတယ်။အနက်မပါပဲခြေပွားကြမ်းကြမ်းကြီးတွေနဲ့တစ်သားကြမ်းမြင်ကိုပုတ်တိုက်ပြီးရှောက်လာတဲ့အတန်ကအခန်းတကားစီကိုတဖြည်းဖြည်းနီးကပ်လာပါတော့တယ်။တီဟာတယောက်တကားကိုအတင်းဆွဲဖွင့်နေတော့မှပဲအနောက်ဘက်ကရှေးဟောင်းမှန်ကြီးစီကနေအကွဲတံတွေပေါ်ထွက်လာပါတယ်။လှည့်ကြည့်လိုက်တော့ဖန်သားပြင်တစ်ခုလုံးမြူတွေဆိုင်နေပြီးအတွင်းဘက်ကနေသွေးတွေပေကျန်နေတဲ့လက်ဝါးရတွေအများကြီးမှန်မှရှိနေတာကိုသူမြင်လိုက်ရတယ်။အပြင်ဘက်ကခြေတံကြီးတွေကလည်းအခန်းတကားဝမှာရုတ်တရက်ရက်တန့်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကအကြတန်ကြားရလောက်အောင်ကိုတိတ်ဆိတ်သွားပါတယ်။အသက်ရှူရခက်လောက်အောင်ကြောချမ်းနေတဲ့တီဟာကတကားလက်ကင်ဘူးကြီးကသူ့အလိုလိုတဖြည်းဖြည်းလဲလာတာကိုမျက်လုံးပြူးပြီးပဲကြည့်နေမိပါတော့တယ်။ခဏကြာတော့ဝုန်းငနဲဆိုတဲ့အတန်ကြီးနဲ့အတူတကားကပွင့်သွားပေမဲ့အပြင်ဘက်မှာဘယ်သူမှရှိမနေပါဘူး။အလွန်မှောင်မိုက်တဲ့အမောင်တူကြီးကသာအခန်းထဲကိုတဖြည်းဖြည်းစီးဝင်လာပါတယ်။အဲ့ဒီအမောင်တူတွေကနေပုတ်ဟောင်ပြီးအလောင်းကောင်လိုအနံ့အသက်တွေကတီဟရဲ့နှာခေါင်းထဲကိုအတိုင်းသာဝင်ရောက်လာပါတော့တယ်။အမောင်တူတွေကနေရုတ်တရက်ဖြူဖြော့ပြီးအယိုးကြီးပဲကြံတော့တဲ့လက်တန့်ရှည်ကြီးတစ်ဖက်ထွက်လာပြီးတကားပေါင်ကိုဆွဲကင်လိုက်ပါတယ်။မျက်လုံးနေရာမှာအပေါက်ဟောင်းလောင်းကြီးတွေဖြစ်နေပြီးတော့ပါဇက်ကလည်းနရွက်ထိပြင်းနေတဲ့တရေမကြီးတစ်ကောင်အခန်းထဲကိုဝုန်းကနေဝင်လာပါတော့တယ်။တရေမကြီးကတဖြည်းဖြည်းချင်းမှန်ရှိရောက်လာပြီးတီဟာနဲ့အလွန်နီးကပ်နေပါတယ်။တီဟာကလည်းကြောက်လန့်တကြားအော်ဟစ်လိုက်ပြီးသူ့လက်ထဲကလက်နှိပ်တံမီနဲ့တရေမကြီးစီကိုပစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့လက်နှိပ်တံမီကတရေမကြီးရဲ့ကိုယ်လုံးကိုဖောက်ထွက်သွားပြီးအရှိန်နဲ့လွင့်စင်ကအနောက်ဘက်မှာရှိတဲ့ရှေးဟောင်းမှန်ကြီးကိုမှန်ပြီးဝုန်းကနေကွဲသွားပါတော့တယ်။မှန်ကွဲသွားတဲ့အချိန်မှာပဲစူးရှတဲ့အော်တန်ကြီးတစ်ခုအခန်းထဲမှာပဲ့တင်ထက်သွားပြီးတရေမကြီးရဲ့ပုံရိပ်ကလည်း
လေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့ကွဲသားတဲ့မှန်စာတွေကအောက်ကိုပြုတ်မကျပဲလေထဲမှာဝဲနေပြီးမှန်စာတိုင်းမှာသွေးစွန်းနေတဲ့မျက်လုံးတွေကတီဟကိုပဲအားလုံးစိုက်ကြည့်နေကြပါတယ်။ရုတ်တရက်အခန်းထဲမှာလေးစင်နှမောင်းကြီးတိုက်ခတ်လာပြီးတီဟရဲ့ခန္ဓာကိုယ်ကမှန်ကြီးရဲ့အတင်းဆုပ်ယူမှုကိုခံလိုက်ရပါတော့တယ်။တကယ်တော့တရေမကြီးကသူ့ကိုလာပြီးအန်ဒီရဲ့ပြူတာမဟုတ်ဘဲနဲ့မှန်နေရကဘာမှာသူ့ရဲ့နေရာကိုအစားထိုးဖို့အတွက်ထောင်ချောက်ဆင်ခဲ့တာကိုတီဟတယောက်သဘောပေါက်လိုက်တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ရပါပြီ။နောက်နေ့မနက်ရွာသားတွေကစံအိပ်ပြက်ကြီးတဲ့ကိုရောက်တဲ့အခါမှာတော့အခန်းထဲမှာဘသူမှမရှိတော့ပဲရှေးဟောင်းမှန်ကြီးကအကောင်းပကတိတိုင်းဖြစ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့မှန်သားပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့ကြောက်လန့်တကြားအော်ဟစ်နေတဲ့တီဟကိုမြင်လိုက်ရပြီးတီဟကမှန်ထဲမှာထာဝရလောင်ပိတ်ခံထားရတဲ့အနေအထားကိုတွေ့မြင်လိုက်ရပါတော့တယ်။တီဟကကဲပါကျွန်တော်ကိုကဲပြီးပါကဲကြပါအောင်ဗျာကဲပါဗျာလို့တစစအော်နေပေမဲ့လေရွာသူရွာသားတွေကတော့တီဟကိုစိတ်မကောင်းစွာနဲ့ပဲကြည်ယုံကလွယ်ဘာမှမတတ်နိုင်ခဲ့ပါဘူးအချိန်တွေကြာညောင်းသွားပေမဲ့လေဒီအိမ်ကြီးကိုတော့ဘသူမှခြေတလန်းမှမလန်းရဲအောင်ကြောက်ရွံ့နေကြပါပြီဘာမှသူပြိတ္တကြီးကအခုလိုမျိုးစိတ်ဝင်စားပြီးကြောက်ဖို့ကောင်းတဲ့ horror story လေးတွေကိုကြည့်ချင်နေဆိုရင်တော့ဘာမှသူ channel လေးမှာအမြဲစောင့်နေကြည့်ရှုပေးပါအောင်ရှင်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်